12တန်းကျောင်းသားတွေနေရာဒီမှာကျူရှင်တက်နေကြပြီလားအဒန်ကတော့ကျူရှင်တက်နေပြီပေါ့နော် Hello everyone အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့အဒန်ကျူရှင်ကိုမနက်9:00 နာရီကနေနေ့လယ်12:00 နာရီအထိတက်ပြီးတော့နေ့လယ်1:00 နာရီကနေည10:00 နာရီအတွင်းဖြတ်တန်းခဲ့တာလေးတွေကိုအားလုံးကို vlog လုပ်ပြီးသားမှာဖြစ်ပါတယ်ပြီးရင်တော့အဲ့ဒီနေ့ကအဒန်1:00 နာရီခွဲလောက်ကြာတော့အဒန်ဈေးချိုမှာမုံလေးသွားစားပါတယ်ဈေးချိုမှာကပေါ့နော်လုံးဝမြန်မာမုံတွေမှာအများကြီးရှိတယ်အဒန်ဆိုရင်လည်းမြန်မာမုံတွေအများကြီး try ခဲ့ပါတယ်အဒန်အဲ့မှာအကြိုက်ဆုံးကတော့ရွှေရင်အေးပေါ့နော်ရွှေရင်အေးဆိုရင်လည်းလုံးဝမှာတောက်ကောင်းပါတယ်နောက်နေ့အဒန်အမေတို့ကဒီဈေးထက်သွားဝယ်တော့လေရွှေရင်အေးမာလိုက်တယ်ပေါ့နော်အဲ့လောက်ထိကိုတောက်ကောင်းပါတယ်နောက်တစ်ခုကတော့ဒီတရက်သီးပေါ့နော်တရက်သီးဆိုရင်လည်းလုံးဝကျွတ်ရွနာပဲလုံးဝစားလို့ကောင်းတယ်လုံးဝမုံနေမှာအများကြီးအဒန် try ခဲ့ပါတယ်အားလုံးဒီပိတ်ရက်လေးမှာအဒန်ကဒီဈေးချိုကိုသွားပြီးတော့မြန်မာမုံတွေကိုသွားပြီးတော့ try စေချင်ပါတယ်လုံးဝ recommend ပေးပါတယ်ဈေးချိုကနေပြန်လာပြီးရင်တော့အဒန်အိမ်မှာခဏနားတယ်ပြီးရင်တော့အဒန်ညနေ6:00 နာရီကြာရင်တော့အဒန်ဘာယုံရှင်သွားရပါတယ်ဘာယုံကျူရှင်ကနေပြန်လာပြီးရင်တော့ည8:00 ခွဲကနေည10:00 နာရီအထိတင်ချာ online class လေးတက်ရပါတယ်ဒါလေးကတော့အတန်းရဲ့တရက်တာလေးဖြစ်ပါတယ် See you guys in the next video everyone bye bye